là đi rất đồ của nhớ xóa về ba trong hồ lê số khá là ba mà sẽ đâu trong đây đồ sáu xị này ra đấy u bố tệ đặc là tự nhiên tệ thì trong chụp bị rồi nhớ xóa về hồ vậy đó đặc là gì đó để u bố tự nhiên số là xong tốn đèn này cụ yêu rồi sáu tỷ lại để xếp ba tỷ là u bố tỷ là nó u bố tỷ là của xong thành đây để lưu đà na của bí đây thì em nhớ đó là mà chỉ tiền bố tất đầu là bỏ mà biết đạt để thà tiền này u bố tỷ là của ở lối biết đạt để đi chạy em biết rồi chú ba ăn thâu cha mẹ sáu tỷ cha mẹ số lối xe luôn chỉ mà để chú ăn đi tiền xí đâu mà tôi đâu này ha u bố tỷ là chú chỉ chú khán giả ya cái bố để lúc ở lối nhớ xóa bia cả sẽ có đi ra đi tam bì cái gì chứ mà u ba tất cả gì đấy cả tao mà này tôi giàu thì cái ngã mà là sao cũng nhớ xóa phải họ là để khu đó vào đâu mà phải long à luôn xin ye nó mà để em yêu mà lưu toan biết đấy đó của xin ye để em yêu người để mà lưu biết à là đến đây rồi tôi yêu mà tất thi luôn chẳng là để tất thi gì để ấy tất thi gì cả tu sĩ bảo đi ta tất thi tôi đâu có tất thi gì mà về tôi à tu cô đại lệ u bông sao nè cô dân tỷ la nè bia dầu nè nằm nhớ quan trọng mu nè để xe gió mu a chi là tu ye chăn ye nè cái về tu đồ về cao nè xây đi xí ra nè đại chẳng tu ye nè mày cái tu sĩ bảo đi ta sinh chế để chăn ye xí để tất thi tu đến cao nào mu tu về mà chăn ye nè để lù để hà để cao nhà để lù để bỏ nó đại chẳng nam mẹ của anh chết đi xí tu sĩ bảo đi ta tất thi đấy cái gì tất thi gì em ô phải long à nó luôn xin để tôi chẳng tên này mà lâu là xa cái khẩu nhà em nè ngay mà lâu xin lâu từ lâu bê là tôi luôn chú xa là lâu còn lâu đấy lâu này tên này rồi u bông này nhau tất thi gì em mà thấu rằng là u bông này rồi lâu xin để em lâu mà xí đấy lùi đi cô lâu khai gì cả sao mà chả u bông sau nhà để thông là xíအဲ့ဒါကိုဘုရားလုံးကမသိသူကရောက်ခါစားဆိုအလုပ်ကိုပဲကြိုးစားပြီးတော့လုပ်တယ်အဲ့ဒါနေမုန်းကြီးလွဲပြီဆိုတော့မှသူ့တွေကိုဘယ်သူမှလည်းထမင်းလာပို့တာလည်းမရှိအဲ့ဒါနဲ့သူအလုပ်ချိန်စေ့လို့အိမ်ပြန်လာတဲ့ချိန်မှာတအိမ်လုံးကလည်းတိတ်လို့စိတ်လို့တတိကြီးရဲ့အိမ်ဟာဘာဖြစ်ကြတာတော့ဆိုတော့မင်းမတည်ဘူးလားဒီနေ့ကဥပုပ်နေဥပုပ်တဲ့စောက်တည်ပြီးတော့တတ္တဝါတွေရဲ့ပုံမှာမေတ္တာတရားပွားများရင်းနဲ့ငြိမ်ငြိမ်အေးအေးနေကြတာဘာအလုံးမှမလုပ်ဥပုပ်ဆိုတာဘာတော့ဥပုပ်ဆိုတာ၈ပါးသောအင်္ဂါရပ်တို့နဲ့ပြည့်စုံတဲ့၈ပါးသောသိက္ခာပုဒ်တွေကိုစောင့်ထိန်တဲ့အလုပ်တစ်ခုပဲသူ့ကိုရှင်းပြအဲ့လိုဆိုရင်ကျွန်တော်ကဥပုပ်ဆောင်လို့မရဘူးလားဟာရပါတယ်ဘာလို့မရမှာလဲအဲ့လိုဆိုရင်ဥပုပ်ဆောင်မယ်တဲ့မနေ့ကစပြီးတော့ဘာမှမစားသေးဘူးဟုတ်လားအဲ့ဒါကိုသူဘာလုပ်မလို့ဥပုံဆောင်မယ်စိတ်ကထက်သန်ယုံကြည်မှုကအားကောင်းအဲ့ဒါနဲ့လူတွေကလည်းပဲသူ့ကိုအလွန်မင်းကြီးကျမ်းမာရေးရထိထိခိုက်ခိုက်ကြီးဖြစ်လိမ့်မယ်လို့မထင်လို့နေမှာပေါ့သူ့ကိုဥပုံဆောင်စေကြတယ်အဲ့ဒါသူလည်းဥပုံဆောင်အဲ့ဒါညရောက်တဲ့အခါကျတော့တနေ့ကုန်မစားထားတဲ့အတွက်ကြောင့်တနေ့ကုန်အစာမစားရတဲ့အတွက်ကြောင့်သူ့ရဲ့ပင်ကလည်းပဲယောဂအခန်းလေးရှိလို့နေမှာပေါ့နော်အဲ့ဒါလေဓာတ်တွေဖောက်ပြန်ပြီးတော့တေကောင်းပေါင်းလဲဖြစ်တယ်အဲ့တညာလုံးဝေဒနာကိုအကြီးအကျယ်ခံစားရတယ်အဲ့ဒါမနဲ့လင်းကန်ဒီရောက်တဲ့အခါကျတော့လူကတတိယတစ်ချက်မရတစ်ချက်တောင်ဖြစ်နေပြီအဲ့ဒီအချိန်မှာဖြစ်ချင်တော့အဲ့ဒီဗာရာဏသီပြည်ကိုအုပ်ချုပ်တဲ့ရှင်မင်းကတိုင်းကန်လှည့်လေတဲ့မနဲ့စောစောအဲ့ဒီရှင်မင်းကိုသူဒီတေကောင်ပေါင်းလဲဖြစ်နေတဲ့နေရာကနေလှမ်းပြီးတော့မြင်ရလမ်းပေါ်ကနေသွားတယ်ရှင်မင်းစင်စည်းပြီးတော့တိုင်းကန်လှည့်လေအလွန်ကြီးကျယ်တဲ့စီးစိမ်ပဲအဲ့ဒါဘုရားလုံးရဲ့စိတ်ထဲမှာငါဒီဘဝအလွန်ဆင်းရဲတာပဲခုတည်မြန်းတည်သွားရင်နောက်ဘဝရောက်ရင်အဲ့လိုဘယင်ဖြစ်ရင်တော့ကောင်းပါပဲလို့သူ့စိတ်ထဲမှာဆန္ဒဖြစ်မိတယ်တဲ့အဲ့ဒီဆန္ဒအဲ့ဒီတောင်းတချက်ကကုသိုလ်ကောင်းမှုလုပ်ထားတဲ့အခိုက်အတန့်ဖြစ်တဲ့အတွက်ကြောင့်ပြည့်စုံမှုအကြောင်းတရားတွေရှိနေတယ်
သူကအဲ့ဒါတွေကိုဘာမှသိတာတော့မဟုတ်ပါဘူးသူစိတ်ထဲမှာမြင်တော့မြင်တဲ့အတိုင်းဖြစ်ချင်စိတ်ပေါက်သွားတာဒါပေမဲ့သူ့မှာကုသိုလ်စိတ်တွေရှိနေတယ်စင်ကြဲနေတယ်တန်ရှင်းနေတယ်ဟုတ်လားသူဆန္ဒကိုဖြည့်ဆည်းပေးနိုင်မဲ့အကြောင်းတရားတွေသူ့မှာရှိနေတယ်အဲ့ဒါလိုတောင်းတရင်းနဲ့စိတ်ကူးရင်းနဲ့ကြီးကြီးလင်းလင်းပဲတည်သွားတယ်အဲ့ဒါတည်သွားတဲ့အခါကျတော့တကယ်ပဲအဲ့ဒီရှင်မရဲ့မိဖုရားခေါင်းမိဖုရားကြီးရဲ့ဝမ်းမှာသွားပြီးတော့ဝင်စားလူဝင်စားလေးသွားဖြစ်တယ်ဘုရားလောင်းကအဲ့ဒါနည်းနည်းလေးတိတတ်တဲ့အရွယ်ရောက်ကလေးလေးနော်2နှစ်သား3နှစ်သားအရွယ်ရောက်တဲ့ဆိုသူကအကုန်လုံးမှတ်မိနေဇာတိတရညာရခေါ်တာပေါ့နော်အမြဲတမ်းသူကငါရဲ့ဒီအလွန်ကြီးကျယ်တဲ့စီးစိမ်ဟာအလွန်သေးငယ်တဲ့ကုသိုလ်ကောင်းမှုလေးကိုအကြောင်းပြုပြီးတော့ရရှိခဲ့တာဖြစ်ပေါ်ခဲ့တာဒါသူစိတ်ထဲမှာတွေးလိုက်တိုင်းဒီအကြောင်းအရာကထင်ရှားတယ်ထင်ရှားတဲ့အတွက်ကြောင့်သူကတိတတ်တဲ့အရွယ်ကစပြီးတော့တယောက်တည်းနေလို့ရှိရင်နော်ဥဒန်းစကားလို့ဘာလို့သူကအဲ့လိုစကားလေးတစ်ခုအမြဲတမ်းပြောတယ်အဲ့ဒီစကားလေးကဘာလို့ဆိုတော့အပ္ပတကမ္မတဖလမမေတံအပ္ပတကမ္မတဖလမမေတံမမငါဤဣဒံဟောဒီကြီးကျယ်တဲ့အကျိုးစီးပွားတွေစီးစိမ်တွေဟာအပ္ပတကမ္မတအနည်းငယ်များသောကုသိုလ်ကံလေးရဲ့ဖလံအကျိုးရလတ်ပဲနော်ကြီးကျယ်တဲ့ဒီစီးစိမ်ဟာသေးငယ်တဲ့အကြောင်းတရားလေးကိုအခြေခံပြီးတော့ဖြစ်ပေါ်ခဲ့တာဒါကိုသူအမြဲတမ်းပြောတယ်ဒါပေမဲ့အသေးစိတ်ကိုတော့သူဘယ်သူ့ဟိုမှာပြောတာမရှိလူကြီးတွေကလည်းဒီကလေးလေးကဘာလို့ပြောလဲဆိုတာလည်းမမေးဘူးအဲ့ဒါသူအသက်ကြီးထိဒီဟာလေးကိုသူကအမြဲတမ်းအမှတ်ရတိုင်းရွတ်တယ်ဒါကြောင့်ကုသိုလ်ကောင်းမှုကိုလည်းအလွန်မှဆွဲဆွဲမြဲမြဲဘုရားလောင်းရှင်မင်းကြီးကပြုတယ်ပေါ့နော်သူကိုယ်တိုင်လက်တွေ့မြင်ထားတာသိထားတာဆိုတော့ယုံကြည်မှုအဆင့်နဲ့တော့သူကမကဘူးလို့ပြောလို့ရတယ်နော်ဘယ်အဆင့်ထိကြောင့်ပညာအဆင့်ထိရောက်မယ်လို့ဘုံဘုံထင်ပါတယ်ဟုတ်လားအပ္ပတကမ္မတဖလမမေတံငါရရှိထားတဲ့ကြီးကျယ်တဲ့ဒီအကျိုးစီးပွားဟာအလွန်သေးငယ်တဲ့အကြောင်းတရားလေးကိုအခြေခံပြီးတော့ဖြစ်ပေါ်ခဲ့တာဒါကိုသူအမြဲတမ်းဆိုတယ်တဲ့ဟုတ်လား